ကျွန်တော်မေးကြတယ်ပေါ့နော်ကျွန်တော်ဒီအားကစားလုပ်တဲ့ vlog တွေမှာအပြေး vlog တွေမှာရိုက်တဲ့ကင်မရာဘယ်ဟာသုံးတာလဲပေါ့နော်ဘယ်လိုရိုက်တာလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့ဗီဒီယိုတွေကနေအကြမ်းမြင့်ရှင်းပြပေးပါမယ်ကျွန်တော်အဓိကသုံးတာကတော့ action cam ပေါ့နော်ဖုန်းကကြတော့ဒီ stabilization အားသိမ့်မကောင်းဘူးကျွန်တော်အရင်2016-19လောက်ထဲကကျွန်တော်ရီဆိုတဲ့ action cam နဲ့ကျွန်တော်စရိုက်တယ်ပြီးတော့ကျွန်တော် GoPro Hero 6ရေပြီးတော့9ရေနောက်ဆုံးကျွန်တော်အခုလက်ရှိသုံးတာတော့ဒီကောင်လေးပေါ့နော် GoPro Hero 11ပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်တော်တော်ကြိုက်တယ်တခြား action cam တွေထက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကတော်တော်လေးအကြမ်းခံတယ်ပြုတ်ကြလဲဘာမှမဖြစ်ဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြုတ်ကြထားတဲ့ဒီမှာနေရာရှိရယ်ဘက်တောင်မှာတနေရာရှိရယ်ပေါ့နော်တော်တော်လေးအကြမ်းခံတယ်ကျွန်တော်ဒီကောင်လေးကိုကြိုက်တယ်နောက်တစ်ခုကသူကအတန်ဆွဲအားကောင်းတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းမိုက်ကတနေရာပြီးရင်ဒီအောက်မှာပေါ့နော်သူ့ရဲ့အောက်မှာဆိုလို့ရှိရင်လည်းဒီမှာ2နေရာရှိရယ်ပေါ့နော်နောက်တစ်ခုကကျတော့ stabilization အရန်ကောင်းတယ်ကျွန်တော်စပိန်စီးတဲ့အချိန်တွေပြီးတော့ကျွန်တော်တောက်လျှောက်ပြေးပြီးရိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင်နဲ့ပဲသွားတာဆိုတော့သူကဒီ 4K ပေါ့နော်လုံးဝ resolution လည်းကောင်းတယ်ရုပ်ထွက်လည်းကြီးတယ်အသံဖန်အားလည်းကောင်းတယ်အခုလက်ရှိဆိုရင်တော့ GoPro Hero 13ထိထွက်ပြီပေါ့နော်73ထိဒါပေမဲ့ဒီ17လောက်နဲ့ကတော်တော်လေးကိုကျွန်တော်အဆင်ပြေတယ်ရေဆိုလဲခံတယ်ပေါ့နော်ရေအောက်ထဲမှာရိုက်မယ်ဆိုရင်1မီတာလောက်ထိလာမသိဘူးကျွန်တော်တို့ case မလိုပဲနေသုံးလို့ရတယ်အဲ့တော့တစ်ခါကျရင်ကျွန်တော်အဲ့လိုမျိုးပြေးနေနေရေနဲ့ပြုတ်ကြသွားတယ်ဆိုလေဖက်နဲ့ယူပြီးတော့ပြန်ရိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်ရေနဲ့ပြန်ပြီးတော့ဆေးချလိုက်တယ်ဒါလည်းဘာမှမဖြစ်ဘူးကျွန်တော်ဘယ်လိုရိုက်လဲပေါ့နော်တောက်လျှောက်ရိုက်မယ်ဆိုလို့ရှိရင်9ခွက်လောက်ပဲခံတယ်ဆိုတော့ကျွန်တော်ကတော့ရိုက်တဲ့ပုံစံကဒီကျွန်တော်ဘောင်းမီအိတ်ထဲကနေပေါ့နော်ကျွန်တော်ထုတ်လိုက်တယ်ကိုလိုချင်တဲ့ shot လေးတွေအခုထားပါအောင်15စက္ကန့်ဆို15စက္ကန့်ပြီးသွားလို့ရှိရင်ကိုယ့်ကို selfie ရိုက်မယ်ဆိုလို့ရှိရင်လည်း selfie 15စက္ကန့်ပေါ့နော်ဆိုပြီးတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးတွေတော့ကျွန်တော်သွားတယ်ပေါ့နော်ပြီးသွားရင်ပြန်ပိတ်တယ်ပြီးသွားလို့ရှိရင်ပြန်သိမ်းလိုက်တယ်ဆိုတော့အဲ့ဒါလေးတွေကျွန်တော်ကြိုက်တယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့ function ကpower ဖွင့်တာနဲ့တန်းရိုက်လို့ရတဲ့ setting ချိန်ထားလို့ရတယ်ကျွန်တော်ရိုက်ချင်တယ်ဆိုဘောင်းမီတွေကနေဒီတစ်ဖက်တည်းဒါလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့3 second အတွင်းပေါ့နော်တောက်လျှောက်သူက record ကိုစပြီးမှတ်တယ်ဆိုတော့ကျွန်တော်အတန်နားထောင်လိုက်တာနဲ့ဒီကောင်တင်မှာမီလင်းလားမလင်းလားဆိုတဲ့အောင်ကျွန်တော်ကြည့်စရာမလိုဘူးကျွန်တော်အတန်နားထောင်လိုက်တာနဲ့တီဆိုတာနဲ့ record ဖမ်းပြီးပြီးတော့နောက်တစ်ခုကျွန်တော်ကြိုက်တာကဒီမှာ selfie ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အခုရိုက်တဲ့ဒီ Osmo လေးကိုပြန်ပြီးတွေ့ရမယ်ကိုယ့်အကိုကျွန်တော်အခုကင်ပြီးတော့ selfie ရိုက်တယ်ပေါ့နော်ပြောတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့မျက်နှာကိုအပြည့်ပြန်ပြီးတော့မြင်ရတယ်ပေါ့နော်အဲကြတော့ကျွန်တော်ကိုယ့်မျက်နှာလည်းမြင်ရတယ်အနောက်ကလူတွေလည်းမြင်ရတော့တော်တော်လေးကိုအဆင်ပြေဒီလိုမျိုးအရှိမသူ့ရဲ့ဒီ screen လေးတစ်ခုထပ်ပါသွားတာပေါ့နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်အခုနည်းနည်းလေး setting လေးတွေလုပ်ထားတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ဒီအနောက်က lighting လေးတွေအရှိမကျွန်တော်အခုဒီ key light တွေပြီးရင်ကျွန်တော် face light လေးတွေကျွန်တော်နည်းနည်းထည့်ထားတယ်နောက်ပိုင်းနေလဲကျွန်တော် unboxing တွေ product review လေးတွေလုပ်ဖို့ရှိပါတယ် okay ကျွန်တော်ဒီထက်ကောင်းတဲ့ဗီဒီယိုလေးတွေကျွန်တော်ရိုက်ဖို့ပြင်ဆင်နေပါတယ်ပန်ရင်တို့ပြီးသွားလို့ရှိရင်ကျွန်တော်ရိုက်တဲ့ angle လေးတွေအလင်းတွေလိုချက်ရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာရေးပေးပါဦးပြီးတော့ကျွန်တော်ဘယ် product တွေကို review လုပ်ပေးရမလဲဆိုတဲ့ဟာကိုလည်းကျွန်တော် comment မှာရေးပေးပါဦး okay နောက်မှတွေ့ပါမယ် bye bye